ဒါကတော့ကေ900စောင်းကတ်1250ဘတ်တန်အစုံလိုက်ဖြစ်ပါတယ်ခင်ဗျာအစုံလိုက်မှာဆိုရင်တော့ကေ900စောင်းကတ်ပါပါမယ်ခင်ဗျာပြီးတော့ပြီဆိုရင် BN 800မိုက်ပါမယ်ပြီးတော့ပြီဆိုရင်မိုက်ကျိုးပါမယ်ပြီးတော့ပြီဆိုရင်နှစ်ချက်ပါမယ်ပြီးတော့ပြီဆိုရင်တော့တောက်ကလစ်ပါမယ်ပြီးတော့ပြီဆိုရင်မိုက်ခွက်ပါမယ်ပြီးတော့ပြီဆိုရင်မိုက်တောက်ပါမယ်မိုက်တောက်ကတော့တောက်အရှည်ဖြစ်ပါတယ်ခင်ဗျာပြီးတော့ပြီဆိုရင်တော့လိုက်ကျိုး2ချောင်းပါမယ်ပြီးတော့ပြီဆိုရင်စောက်ကတ်အာသွင်းကျိုးတိုက်စီအာသွင်းကျိုး1ချောင်းပါမယ်ပြီးတော့ပြီဆိုရင်တော့လေကာပါမယ်နော်စတူဒီယိုသမားတွေကတော့လေကာအရင်ရေးကြည့်ပါတယ်နော်လေကာပါမယ်အခုပြောပြပြီးသွားတာတွေအကုန်ပါမှာဖြစ်ပါတယ်နော်အခုမြင်နေရတာတွေအကုန်ပါမှာဖြစ်တဲ့အစုံလိုက်ကို1250ဘတ်တန် K900 စောင်းကတ်ဖြစ်ပါတယ်ခင်ဗျာပစ္စည်းရောက်ငွေရှင်းမှာမယ်ဆိုရင်တော့ပို့ခ100ဘတ်ထပ်ပေးရပါတယ်နော်ငွေကြိုလွှဲကြီးမှာမယ်ဆိုရင်တော့ပို့ခအပြီးဖြစ်တယ်အစုံလိုက်ဝယ်မယ်ဆိုရင်တော့ပစ္စည်းရောက်တာနဲ့တန်သုံးပဲဘာမှကိုထပ်ဝယ်စရာမလိုပါဘူးခင်ဗျာမအောင်ကျင်တဲ့သူတွေကတော့အခုဒီ TikTok shop ပေါက်မှာနာမည်လေးစာဖုန်းနံပါတ်ပေးမှာလို့ရတယ်ဒီနေ့မှမနေ့ပြန်ပို့ပြီးတဲ့တပတ်ကဖုန်းကတရက်ရောက်ပါပဲခင်ဗျာဈေးနှုန်းလေးထပ်ပြောပါမယ်နော်ဈေးနှုန်းကတော့ K900 စောင်းကတ်အခုဗီဒီယိုထဲကမြင်နေတဲ့အတိုင်းအကုန်ပါမယ်အစုံလိုက်ကို1250ဘတ်ငွေကြိုလဲပို့ခပြီးပစ္စည်းရောက်ငွေရှင်းပို့ခ100ဘတ်ထပ်ပေးရတယ်ပစ္စည်းရောက်ငွေရှင်းမှာတော့ပို့ခ100ဘတ်ကိုငွေကြိုလွှဲပေးရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်မအောင်ကျင်နေဆိုရင်တော့ TikTok shop ပေါက်မှာလာရောက်နာမည်လေးစာဖုန်းနံပါတ်ပေးမှာရပါတယ်ခင်ဗျာ